မင်္ဂလာပါခင်ဗျာအခုဖတ်ပြပေးမယ့်ဝတ္ထုလိုတွေကတော့ပေတံလို့အမည်ရပါတယ်နောက်တော့ဆင်ပေးကြပါအောင်ခင်ဗျာ1ခုနလွာရဲ့အပေါ်ခေါင်မိုးဆက်လက်ပေါ်ကိုကျွန်တော်ရောက်တဲ့အချိန်မှာလူတော်တော်များများလဲရောက်နှိမ့်နေခဲ့ပြီမြန်မာနဲ့ရည်ကြည့်လိုက်တာ12ယောက်ကျွန်တော်နဲ့ဆို13ယောက်ပေါ့အားလုံးကဒီတိုက်ထဲမှာနေရလူကြီးပဲမိသားစုပေါင်းစုံဇရိုက်ဆောင်ကလူတွေကအဆက်စုဆုံး13ယောက်ဆိုရင်လည်းရည်စရာဖြစ်အောင်မယ်ဆီယာမနုနုရီအင်းဝါရဲ့မြစိမ့်ပြကမာရွတ်ဝိထုတွေရလိုပဲမတူညီတဲ့ပုံစံတွေတူညီတဲ့တိုက်အဆောက်အုံတစ်ခုထဲမှာနေကြရတဲ့အခါရတဆုံတဲ့ဇက်ခုံတစ်ခုဖြစ်သွားတာပါပဲလေအားလုံးတူညီတဲ့အရာကဒီခေါင်မိုးပေါ်ကိုတကူးတကတက်ပြီးဆက်စုဖို့အကြောင်းဖြစ်လာရတာပါပဲအသက်36ဆိုတော့အရွယ်ကောင်းလို့ဆိုရမယ်ဘာလို့များအခုလိုလောက်ရတာလဲကလေးရဲ့ကျွန်တော်အပေါ်တဲ့တိုက်အန်တီကြီးကဘေးလူကိုပြောသလိုနဲ့တီးတို့ရည်ပဲလို့နေတယ်ကျွန်တော်အိမ်ကြီးချင်းကွယ်လွန်သူဟာအသက်36နှစ်ဆိုတော့ကျွန်တော်ထက်9နှစ်လောက်ငယ်သေးရပဲအသက်40ကျော်လူပြိုသူကြီးကျွန်တော်ကိုယ်တိုင်ကလည်းကောင်မလေးအတွက်ရင်ထဲမှာလှိုက်ခနဲ့ဝမ်းနဲ့မိသွားတယ်တိုက်ပေါ်ကနေခုံချတဲ့ခဏလွာဆိုတော့ဟိုးအောက်ဆုံးကိုရောက်တဲ့အချိန်မှာအယိုးတွေကျိုးခေါင်းတွေကြီးနေလောက်ပြီပေါ့အလောင်းကိုမမြင်လိုက်ရပေမဲ့ခုံချတဲ့နေရာမှာဘာတဲလွန်စားများရှိမလဲဆိုတာလာဆက်စုတာလေဖနက်ကလေးတရံကိုတော့သူခြံခဲ့တယ်ကြားဦးတာတစ်ခုရှိတယ်တေချောင်းကြံသွားတဲ့သူတွေဟာသူတို့နဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုခုကိုခြံထားတတ်ကြတယ်တဲ့အဲ့ဒီပစ္စည်းတွေဟာသူတို့ပြောပြခြင်းနဲ့အကြောင်းအရာလေးတွေလေဖနက်ကလေးလှလှလေးတရံခြံထားခဲ့ပြီးတိုက်ပေါ်ကခုံချသွားတဲ့ဇလန်းတစ်ပုတ်လည်းကြည်ဘူးသေးတယ်တရုတ်ဆောင်ကလူမင်းနဲ့မိုးဝှေ့ကိုထင်ပါရဲ့ဖနက်ကလေးမြင်ကွန်းကလွဲရင်မမှတ်မိတော့ဘူးအခုလဲဒီကောင်မလေးသူများတွေအပြောကတော့အပြိုကြီးဟာဖနက်ပါလေးတရံကိုသူခုံချသွားတဲ့နေရာမှာခြံထားခဲ့ပြန်တယ်ဘာကြောင့်လဲသူဘာကြောင့်အခုလိုခုံချခဲ့ရလဲသူ့ဘဝတစ်စိတ်တစ်ပိုင်းကိုကျွန်တော်ကြားသလောက်တော့မစိုးလာပါဘူးအချစ်ရည်လည်းအဆင်ပြေတယ်သူတို့မိသားစုကကျွန်တော်ဘေးကမ်းမှာနေရလေညဆိုသူ့ကောင်လေးနဲ့ဖုန်းထွက်ပြောနေရကျွန်တော်ကြားရတာပဲတခါတလေအခန်းရှိလေကားလေးပေါ်မှာဖုန်းတွေပြောကြတာနားရီအတော်ကြားတယ်ကျွန်တော်တရေနိုးလာတဲ့အထီတောင်မပြီးကြသေးဘူးရန်ဖြစ်တန်စိတ်ကောက်တန်လည်းမကြားရပါဘူးအမြဲတမ်းချွတ်တတာလေးတွေပဲပြောကြချင်းဆိုကြတာပါပဲဒီတော့သူ့စီမှာအခြေရေးပြဿနာရှိပုံတော့မရဘူးလို့သတ်မှတ်လိုက်တယ်ဒါဆိုမိသားစုအခြေအနေကိုတွေးစရာရှိလာတယ်သူ့မိဘတွေကလည်းတက်ရှိထင်ရှားပါပဲသူနဲ့အတူနေကြတယ်ညီမကြီးပဲ3ယောက်သူညမ1ယောက်နဲ့အမ1ယောက်ကတော့အိမ်အောင်ကြပြီးအိမ်ခွဲနေကြတယ်ရုံးပိတ်ရက်တွေဆိုအိမ်ကိုလာလဲပြီးမိသားစုစုံစုံလင်းလင်းစားတောက်စကားစမြည်ပြောကြတဲ့စူးစူးညံ့ညံ့တွေကိုအပတ်တိုင်းကြားနေရတာပဲအလှတွေလည်းခဏခဏလှုပ်တယ်လှုပ်တိုင်းလဲကျွန်တော်သွားစားနေကြပဲဒါဆိုမိသားစုလည်းအဆင်ပြေရလို့သတ်မှတ်လို့ရတယ်နောက်တစ်ခုစဉ်းစားစရာကအလုပ်အကိုင်းသူကတယ်လီကွန်အော်ပရေတာကုမ္ပဏီတစ်ခုမှာယာရုအကြီးပဲရုံးဖယ်ရီကတိုက်ရောက်ရှိအထိလာကြိုးတာအားလုံးကလည်းသူ့ကိုခင်မင်ကြပုံရတယ်သူကိုယ်တိုင်ကလည်းအကြည်ဓာတ်ရှိတယ်ကျွန်တော်တို့အသက်အရွယ်ရလူတစ်ယောက်ကိုကြည့်တဲ့အခါဒီလူကအကောင်းမြင်စိတ်ရှိသလားအဆိုးမြင်တတ်သလားဆိုတာကိုသူ့မျက်နှာအကြည်ဓာတ်ကိုကြည့်ပြီးခံမှန်းတကြတယ်မလားဒီကလေးမမှာတော့အကြည်ဓာတ်ရှိတယ်လို့ဆိုရမယ်ကျွန်တော်ကိုလည်းလိုက်လဲဖော်ဖော်ရွယ်ရွယ်ဆက်ဆံတယ်တိုက်အောက်ရက်ွက်ကရောတိုက်ခန်းအတွင်းမှာနေတဲ့သူတွေရောသူ့ကိုခင်ကြတယ်စုမြတ်ဒါလီဆိုတဲ့သူ့နာမည်ကိုအကုန်သိကြပြီးအကောင်းပြောလဲခံရတယ်စီးပွားရေးလူမှုရေးအချစ်ရေးအကုန်အစဉ်ပြေနေတဲ့သားနဲ့ဘာကြောင့်များအခုလိုလုပ်ခဲ့တယ်လဲတွေးမရဘူးကြောက်ကစားဖြစ်เสียတခုကြောင့်ပဲလို့သူအခုလိုလုပ်ခဲ့လေသလားပဲဖနက်ကလေးကအဖြူအောင်လေးဆိုပေမဲ့စီးသက်ကြတော့ဝါချင်းချင်းကလေးဖြစ်နေပြီကျိုးကလေးတွေကတော့တည်တည်တက်မပြတ်စည်းပဲရှိနေတော့မယ်ဖနက်ကလေးကိုချွတ်ခြေလန်း3လမ်းလောက်လှမ်းပြီးကာထားတဲ့တံပန်းလျံနေနေလေးတွေအပေါ်ကျော်လှစ်ခနဲခုံချသွားတာပဲဖြစ်လိမ့်မယ်ကျွန်တော်ဖျားတတ်လိုက်မိတယ်ခဏလွာဘော်ကနေခုံချတဲ့တတိရှိဖို့ဆိုတာနောက်ွယ်ကတွန်းအားအကြီးတစ်ခုကြောင့်ပဲဖြစ်မှာဘာကြောင့်မှမသိဘူးသူမိသားစုလည်းအခုထိအပြေရှာနေကြတော့မဲ့တဲ့ကျွန်တော်တပြင်းချပြီးအောက်ကိုပြန်ဆင်းလာခဲ့တယ်အပြေရှာမဲ့အထဲမှာကျွန်တော်လည်းပါသွားတယ်ဘာလို့လဲဆိုတော့သူနဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုကျွန်တော်စီမှာရှိနေတယ်
ပါကင်ပိတ်ထားတဲ့ပါဆယ်ထုတ်ကလေးတစ်ထုပ်ပဲလူတယောက်အကိုစီကိုဒါလေးလာယူတဲ့အခါပေးပါဒီပစ္စည်းကအကိုစီမှာရှိရဆိုတာကဘာပေါ်မှာကျမကလွှဲရင်သူတယောက်ပဲသိတယ်ကျွန်တော်နဲ့ဆို2ယောက်ပေါ့အဲ့ဒီတုန်းကတော့ဆဆနောက်နဲ့ပဲသူ့မျက်နှာပေါ်မှာလဲစိတ်ဖိစီးလွန်းနေတာမျိုးမတွေ့ခဲ့ရဘူးအရာအားလုံးကိုစိတ်ချပြီးတော့လွှတ်ချထားခဲ့ပြီးမှအဲ့ဒီပစ္စည်းကိုလာပေးတာများလားလို့တော့အောက်မေ့ရတယ်သူတည်ဆုံးတာအဲ့ဒီပစ္စည်းကြောင့်လားလို့ကျွန်တော်စိုးရိမ်သွားမိတယ်ဖွင့်ကြည့်ခြင်းစိတ်ရှိပေမဲ့လည်းသူများပစ္စည်းဆိုတော့စိတ်ကိုဗရိတ်အုပ်နေရတယ်အဲ့ဒီပစ္စည်းကိုလူတစ်ယောက်လာယူမဲ့နေ့ကိုလည်းကျွန်တော်စောင့်နေခဲ့တာပေါ့နှစ်တလကျော်အကြာမှာကျွန်တော်စီကိုလူတစ်ယောက်ရောက်လာတယ်မျက်မှန်နဲ့ကတုံးစတော့ကေနဲ့ကလေးမထားသွားတဲ့ပစ္စည်းကိုလာယူလာတဲ့လေကလေးမရဲ့မိသားစုကိုတော့သူကဝင်နှုတ်ဆက်မနေဘူးကျွန်တော်စီကိုတန်းလာခဲ့တာတဲ့ဟိုဥပဒေနဲ့လုကင်းတဲ့ဟာရောဟုတ်ရဲ့လားတမျိုးတော့မထင်ပါနဲ့ကျွန်တော်မေးတာသူ့ပုံစံကငူငါငန်ကြီးပဲမျက်မှန်ကိုချွတ်ပြီးတီရှူးအထက်လိုက်ကြီးကိုအိတ်ထဲကဆွဲထုတ်မျက်ရည်တွေကိုတုပ်နေရှာတယ်ကျွန်တော်မမေးသေးတော့မှန်းသိပါတယ်ဒါပေမဲ့မေးမှဖြစ်မှာကလေးမလေးတေဆုံးသွားတဲ့ကိစ္စကအခုထိအဖြေရှာမရဘူးလေသူကျွန်တော်မိကုန်းကိုမဖြေဘူးဒါပေမဲ့စကားတွေတော့ပြောပြကြတယ်သူမေးတဲ့မိကုန်းတွေလည်းတစ်မျိုးပဲမရင်းနှီးပဲအတင်းတွေသူများကိုရေးကိုတာကိုရှောင်မင်းနေတယ်လို့ခံစားရတယ်အကိုလူကြီးလို့ကြားတယ်ဘာလို့ဒီအသက်အရွယ်ဒီအိမ်တော်မပြုတ်သေးတာလဲဖြေရမှာအောင်တက်ဖြစ်ပေမဲ့ဒါမျိုးကတော့အားနာလို့မဖြစ်ဘူးလေကျွန်တော်ကိုရေးကိုတာပါခမည်းနဲ့တော့မဆိုင်ဘူးထင်တယ်ချစ်ရမယ့်သူရှိရလို့လည်းကြားတယ်အရန်ချစ်တယ်လို့လည်းဒါလီကပြောဦးတယ်ဒါနဲ့များအခုအသက်အရွယ်အထိမယူရသေးတာဘာကြောင့်လဲစဉ်းစားလို့မရဘူးအကိုကအချီးလက်အဆင်ပြေတယ်ငွေကြေးလက်အဆင်ပြေတယ်ချစ်ကြတဲ့တတန်းလက်ကြပြီဒါတော့မယူရသေးတော့မင်းကလေးဘက်ကနစ်နာတာပေါ့သူများသားသမီးကိုအခုလိုမျိုးတရားဝင်မယူဘဲထားတာမကောင်းပါဘူးယောက်ျားလေးကဘာမှမဖြစ်ဘူးဆိုပေမဲ့မင်းကလေးကပြောစရာဖြစ်တယ်ပတ်ဝန်းကျင်မှာကျွန်တော်ဘဝကိုခမားပေးတယ်နဲ့လာတိုင်းနေရပဲဖြစ်တဲ့နာကိုပြောတာပါဖြစ်တဲ့မဖြစ်တဲ့ဆိုတာကျွန်တော်တို့ကာယကံရှင်ကိစ္စတွေပါအဲ့ဒီလောက်ကြီးစိတ်ပူပေးနေဖို့မလိုပါဘူးကိုဘဝနဲ့ကိုနေတာကောင်းပါတယ်ကျွန်တော်ကောင်မလေးကိုလည်းကျွန်တော်အရန်ချစ်ပါတယ်ကျွန်တော်အတော်လေးဒေါသထွက်သွားမိတယ်ဘာလို့သူများကိစ္စကိုဝင်ဆွတ်ဖက်နေရလဲသူ့ပေတံနဲ့ကျွန်တော်ဘဝကိုဘာလို့လာတိုင်းနေရလဲအိမ်တော်မပြူတာစာချုပ်မှာလက်မှတ်မထိုးတာကပဲတရားမဝင်ဖြစ်သွားတယ်လားမယူရသေးတာကအကိုကောင်မလေးကိုအကိုတကယ်မချစ်လို့ပဲကျွန်တော်အကြောင်းလေးဗျာခမ ्या ကကျွန်တော်လောက်သိလို့လားချစ်တယ်ဆိုတဲ့အရာကိုအကိုလွယ်လွယ်မသုံးမိပါစေနဲ့တရားဝင်မယူရသေးရင်တကယ်မချစ်လို့ပဲလူရင်ချင်းမှုပေါင်ကကြုံလွန်နေပြီလို့ခံစားရတယ်ကျွန်တော်ဘဝကျွန်တော်အကြောင်းကိုသူတည်တည်ချာလည်းမသိအခြေအနေကိုလည်းနားမလဲပဲဘာလို့လိုက်ပလိမ့်နေရလဲခမ ्या ပြန်သိမ့်ပြီကျွန်တော်အားမနာတော့ဘူးမောင်းထုတ်လိုက်မိတယ်သူကမကြည့်ပြုံးလေးပြုံးလိုက်ပြီးကျွန်တော်ကိုခက်ဆင်းဆင်းကြည့်ပြန်တယ်တောင်းပန်ပါတယ်အကိုကျွန်တော်စိတ်လွတ်သွားလို့ပါလူတွေဟာကိုယ့်အမြင်သိတာအရာရာကိုပြောတဲ့ကိုတတ်မှတ်ချက်တွေအရာရာအမှန်ဆိုပြီးအတ္တကြီးတတ်တယ်ဗျအထူးသဖြင့်မြန်မာလူမျိုးတွေဟာဗလိန်ကြတာဝါသနာထုံကြတယ်ကိုလည်းအင်မတန်အထင်ကြီးတတ်ကြတယ်သူတို့တွေဘောလုံးကန်နေလို့ကျွန်တော်မကန်တတ်ရင်ကျွန်တော်လူညံ့ဆိုပြီးသတ်မှတ်ကြတယ်သူတို့တွေတရှင်းဆိုလို့ကျွန်တော်မဆိုတတ်ဘူးပြောရင်ဟင်ဒါလေးတော့မဆိုတတ်ဘူးလားဆိုပြီးနှိမ်ကြပြန်တယ်ပတ်ဝန်းကျင်တိုင်းမှာနှိမ်ခြင်းနဲ့အပြုတ်မှုစော်ကားခြင်းနဲ့ဒလေးတွေရှိကြတယ်အကိုအခုအသက်အရွယ်အထိအိမ်ထောင်မပြူတာအကိုအခွင့်ရေးအကိုဘဝဆိုပေမဲ့လူတွေကသူတို့ပေတယ်နဲ့လိုက်တိုင်းပြီးပြောဆိုစရာကိစ္စတစ်ခုအဖြစ်သတ်မှတ်ကြပြန်တယ်ဒါတွေဟာကာယကံရှင်အတွက်အချိန်ကြာလာတဲ့အခါဖိအားတစ်ခုဖြစ်လာတယ်အခြေအနေအရမလုပ်ချင်တဲ့ကိစ္စတစ်ခုကိုပတ်ဝန်းကျင်ကြောင့်လုပ်ရမယ့်တွန်းအားတစ်ခုဖြစ်လာတယ်ကျွန်တော်တို့လက်မခံဘူးကို့အနေထားကို့အယူဆနဲ့ပဲနေပေါ့ဘယ်သူကယူဆရမှာလဲအဲ့လိုစိတ်တင်းနိုင်တဲ့သူကတော့ကောင်းတာပေါ့ဒါပေမဲ့ဗတ်ပေါင်းစုံကလူပေါင်းစုံကဒီအကြောင်းအရာကိုပဲထက်ခါတလဲလဲပြောကြဝေဖန်ကြတဲ့အခါကိုယူဆလာတဲ့ကို့အမှန်တရားမှားနေပြီလားဆိုပြီးတန်တရားဖြစ်လာတဲ့အဆင့်အထိတက်ရောက်မှုရှိလာတယ်ဗျအထူးသဖြင့်ပတ်ဝန်းကျင်နဲ့လာရောညီရွှေနေတဲ့သူတွေလူချစ်လူခင်များတဲ့သူတွေမှာအဲ့ဒီလိုတက်ရောက်မှုများများခံကြရတယ်ကဲအကိုကျွန်တော်ကိုခွင့်ပြုပါအောင်သူ့စကားတွေကမှန်နေပြန်တယ်ကျွန်တော်လည်းရောင်နှနှနဲ့ပဲခေါင်းညိတ်လိုက်ပြန်တယ်သူထိုင်ခုံကနေထားပြီးမတက်ရက်လိုက်တယ်ပစ္စည်းထုတ်ကတရားဝင်ရလားဆိုတဲ့မိကုံးကိုသူမဖြေသေးဘူးသူပြောချင်ရကိုပဲပြောနေတယ်မစိုးရိမ်ပါနဲ့အကိုဒါလီကျွန်တော်အတွက်ရေးပေးခဲ့တဲ့တရားရွေးစာအုပ်လေးပါသူနဲ့ကျွန်တော်နှစ်ယောက်တည်းဖတ်ကြတဲ့စာအုပ်မို့လို့ပါသူကျွန်တော်အတွက်နောက်ဆုံးရေးပေးခဲ့တဲ့စာလေးတွေကိုကျွန်တော်
ကျွန်တော်ကြည်ကြည်ကွကွနဲ့ဖက်ရတော့မှာပေါ့ဗျာခမရဒါလီချစ်သူပါအကိုဒါလီနဲ့ဖုံးပြောနေရကိုခဏခဏစုံပူးတယ်မလားအဲ့ဒါကျွန်တော်နဲ့ပဲဗျကျွန်တော်ကဥရောပဘက်ကိုရောက်နေလို့ဒါလီနာရီမမီလိုက်ပါဘူးသူပြန်တော့မဲ့ဟန်ပြင်လိုက်တယ်အဲ့ဒီမှာပဲကျွန်တော်လိုချင်တဲ့အဖြေကိုတည်ငါလေးနဲ့ရလိုက်ပါတယ်3ဒါလီလည်းကျွန်တော်အကိုကိုမေးခဲ့တဲ့မေးခွန်းပုံစံမျိုးကိုပဲခဏခဏအမေးခံရတယ်ကျွန်တော်တို့ချစ်ကြိုက်လာခဲ့တဲ့16နှစ်တာကာလအတွင်းမှာမိသားစုအပါအဝင်ပတ်ဝန်းကျင်အစုံကဗလိန်တလို့နှိမ်တလို့မေးခွန်းကရည်စားရှိလားအိမ်တော်မပြုတ်သေးဘူးလားသေဆုံးတော့မယ်အခုထိလင်မရသေးဘူးလားဆိုတဲ့မေးခွန်းတွေပေါ့ခမ ्या ကသူ့ကိုဘာလို့မယူကျွန်တော်မေးပြီးမှပြန်ဘရိတ်အုပ်လိုက်တယ်ဒီလိုမေးရင်ကျွန်တော်လဲကြိုက်မှမကြိုက်တာသူတို့လည်းသူတို့အကြောင်းနဲ့ရှိမှာပဲလေဒါပေမဲ့ကျွန်တော်မေးခွန်းကိုသူဖြေပါတယ်တိုက်ရိုက်တော့မဟုတ်ခဲ့ဘူးကျွန်တော်အရန်အိုက်တယ်ဗျသူအပေါ်အင်းကြီးကိုမတ်တက်ရရင်ကပဲချွတ်လိုက်တယ်ကျွန်တော်မျက်လုံးပြူးသွားတယ်သူ့ရင်သားမမို့တွေအခုမှထက်သတိထားမိတာသူ့လေပင်ကလေစလုတ်ဖြည်းဖြည်းချင်းကနေကျွန်တော်သဘောပေါက်လိုက်တယ်သူကလည်းခက်တူတူပြောတယ်ကျွန်တော်တုံပိုင်းတစ်ယောက်ပါဒါလီကလည်းအမျိုးသမီးချင်းကြိုက်နေတဲ့မိန်းကလေးပေါ့ပတ်ဝန်းကျင်နဲ့အမြဲတသားတည်းဖြစ်အောင်နေတဲ့မိန်းကလေးကဘာလို့တေချောင်းကြံစီတဲ့အထိလှုပ်ရက်ခဲ့ရတယ်လဲဆိုတဲ့အဖြေကိုကျွန်တော်ခံမှန်းမိလိုက်ပြီးလူတွေရဲ့ပေရန်နဲ့အတိုင်းခံရတဲ့အထဲဒါလီတယောက်အသက်ကိုစတေးရတဲ့အထိရောမတန်ဘူးလို့ထင်မိတယ်ဒါပေမဲ့ဖိအားများတဲ့ပတ်ဝန်းကျင်မှာအမြဲတမ်းတသားတည်းဖြစ်ဖို့နေရတဲ့မိန်းကလေးတယောက်အနေနဲ့ဆိုရင်တော့မေတ္တာရိပ်မှာအေးချမ်းပါစေထင်နိုင်အောင်